Assalamu alaikum wa rahmatullahi wa barakatuhu ဒီနေ့တင်ပြမယ့်အကြောင်းအရာကတော့ဆုံးရှုံးနေတာမှုတွေရဲ့နောက်ွယ်မှာကျွန်တော်တို့တွေဘာတွေမှားယွင်းခဲ့လဲဆိုတာကိုပြန်လည်ပြီးတော့သုံးသပ်ဖို့အတွက်ဖြစ်ပါတယ်ဖဂျ်နမတ်ဝတ်ပြုတဲ့အခါမှာတခါတလေကျွန်တော်တို့ဖဂျ်လွတ်သွားတယ်တာဟာဂျွတ်မဖတ်နိုင်ပဲဖြစ်သွားတယ်ဒီလိုဆုံးရှုံးသွားရခြင်းရဲ့နောက်ွယ်မှာကျွန်တော်ဘက်ကနေဘာအမှားများပြုလုပ်မိသွားတယ်လဲကုရ်အာန်ကျမ်းတော်မြတ်နဲ့ကျွန်တော်ဝေးကွာသွားရမယ်သို့မဟုတ်ကျွန်တော်အာဂုံဆောင်မှတ်သားထားတာတွေမေ့လျော့သွားပြီဆိုရင်အဲ့ဒီရဲ့နောက်ွယ်ကအပြစ်ကဘာဖြစ်မလဲစီးပွားရေးလူစီရိတ်ခါတွေကြက်တဲခေါင်းမသွားမယ်ဆိုရင်ဒီလိုကြက်တဲသွားခြင်းရဲ့နောက်ွယ်ကကျွန်တော်ဘက်ကနေဘာအဖြစ်တွေဖြစ်နေလဲကျွန်တော်တို့အီဘာဒတ်ပြုတဲ့အခါမှာချုံမြိန်မှုနဲ့အီမန်တက်ဝင်ယုံကြည်မှုရဲ့အလားတရားတွေကိုကျွန်တော်တို့တိတိကျကျမခံစားရတော့ဘူးဆိုရင်ကျွန်တော်တို့ဘက်ကနေပြီးတော့ဘာအဖြစ်တွေဖြစ်သွားလို့ဒီလိုတွေကြုံဆုံနေရတာလဲဆိုတာကိုစဉ်းစားဖို့လိုအပ်ပါတယ်အဲ့တော့ဒီလိုဆိုရင်ကျွန်တော်တို့ဘာကြောင့်နောင်တရတာတောက်ပါလောက်တာကိုအချိန်ဆွဲနေပါလေအလောရှိမြတ်ထံနောင်တရပြီးတော့ပြန်လှည့်လာမယ်အပြစ်တွေကနေခွင့်လွှတ်မှုအစ္စတိဖာကိုလည်းများပြားစွာပြုလုပ်မယ်တော့အလောရှိမြတ်နဲ့ကျွန်တော်ကြားကဆက်ဆံရေးတွေကိုလည်းဒီထက်မကပိုကောင်းတဲ့ပုံစံနဲ့ခိုင်မာအောင်ကျွန်တော်တို့လုပ်မယ်ဆိုရင်ကျွန်တော်တို့ဆုံးရှုံးနစ်နာသွားတဲ့အရာတွေအားလုံးကိုအလောရှိမြတ်ကအစားပြန်လဲချင်းမြတ်မှာဖြစ်ပါတယ်ဒီနေ့တင်ပြသွားတဲ့အချက်တွေကနေသင်ခန်းစာအဖြစ်နံပါတ်1ကတော့အပြစ်တွေဟာကျွန်တော်တို့ရဲ့ဝတ်ပြုကိုးကွယ်ခြင်းတွေကိုဟန်တာတတ်ပါတယ်ကျွန်တော်တို့နေ့စဉ်ဘဝမှာကောင်းမှုကုသိုလ်တွေအီဘာဒတ်တွေဥပမာဖဂျ်နမတ်ဖတ်တာတခြားသောနမတ်တွေဝတ်ပြုတာဒီလိုကိစ္စတွေကိုပြုလုပ်ဖို့ပြက်ကွက်နေတာဟာတာမန်ပြင်းရင်ချင်းကြောင့်နေမဟုတ်ဘဲနဲ့ကျွန်တော်တို့ရဲ့ပြုလုပ်မိထားတဲ့အပြစ်တရားတွေကကောင်းမှုပြုခွင့်မရအောင်ပိတ်ပင်တားဆီးနေခြင်းဖြစ်ကြောင်းသတိပြုဖို့လိုအပ်ပါတယ်နံပါတ်2အချက်ကတော့စီးပွားရေးနဲ့ဒီစီးပွားရေးထဲမှာဘာရကတ်မင်္ဂလာတွေမရောက်လာတာဟာကျွန်တော်တို့ရဲ့အပြစ်တွေကြောင့်ဖြစ်တယ်ကျွန်တော်တို့အပြစ်တွေနဲ့ဆက်နွယ်နေတယ်ဆိုတာကိုနားလည်ဖို့လိုအပ်ပါတယ်လော်ကီစီးပွားရေးအစင်မပြေမှုတွေရိတ်ခါကြက်တဲမှုဝမ်းစာရေးခက်ခဲမှုတွေဟာတခါတရံမှာမိမိတို့ကျူးလွန်ထားမိတဲ့အမားတွေရဲ့တက်ရောက်မှုကြောင့်ဖြစ်နိုင်ပါတယ်ဒါကြောင့်ဘာရကတ်မင်္ဂလာတွေပွင့်လန်းဖို့အတွက်အပြစ်တွေကိုစင်ကြင်ဖို့လိုအပ်ပါလိမ့်မယ်နံပါတ်3ကတော့ဝိညာဉ်ရေးရာချုံမြိန်မှုကိုထိန်းသိမ်းတာပါအပြစ်တရားတွေများလာတဲ့အခါတရားဓမ္မကျင့်ကြံခြင်းနဲ့အီဘာဒတ်ဝတ်ပြုခြင်းတွေမှာခံစားရမယ့်စိတ်နှလုံးအေးချမ်းမှုအရာတွေဟာကွယ်ပြောက်သွားတတ်ပါတယ်။အီမန်တန်ဝင်ယုံကြည်မှုအားနည်းမသွားစေဖို့အတွက်စိတ်နှလုံးသားကိုအမြဲတမ်းတန့်စင်နေရမှာပါ။နံပါတ်4အချက်ကတော့တောက်ပါကိုအချိန်မဆွဲဖို့ပါ။မိမိမှာအမှားယွင်းရှိနေမှန်းသိသိချင်းနောင်တရခြင်းတောက်ပါပြုခြင်းဟာအင်တန်အရေးကြီးပါတယ်။အချိန်နဲ့တပြေးညီလောက်ရမှာပါ။အချိန်မဆွဲသင့်ပါဘူး။မနှက်ဖြန်မှာလုံမယ်။နောက်မှလုံမယ်ဆိုပြီးတော့အချိန်ဆွဲခြင်းကစိတ်နှလုံးကိုပုံမခက်ထန်မှာကြောသွားစေနိုင်ပါတယ်။နံပါတ်5အချက်ကတော့ဖန်ဆင်းရှင်တဲ့ဆက်ဆံရေးကိုအစဉ်မြင့်တင်ဖို့လိုအပ်ပါတယ်။လူသားတယောက်အတွက်အရေးကြီးဆုံးအရာဟာမိမိကိုဖန်ဆင်းတဲ့အရှင်မြတ်နဲ့ဆက်ဆံရေးကောင်းမွန်နေဖို့ဖြစ်ပါတယ်။အမှားလုံးမြင်တောင်ချက်ချင်းခွင့်လွှတ်မှုတောင်းခံမယ်။အစ္စတိဖာနဲ့ဒီဆက်ဆံရေးတွေပြတ်မသွားအောင်အမြဲတစေပြုပြင်တည်ဆောက်နေရမှာဖြစ်ပါတယ်။အစ္စလာမုအလိုင်ကွမ်ဝရဟ်မတုလ္လာဟီဝဘရကာတူဟူ